ချစ်တဲ့အမေသားလေးမှာပါအဖေရဲ့အမေရဲ့ညီလေးညီမလေးများနဲ့မိသားစုသမီးဝိုင်းလေးကိုမြေအောင်မိနေတာအနီးချမိသားတယောက်မှာစင်မပြေတဲ့ဘဝကလေးမှာအလုပ်တွေကြိုးစားရင်းနဲ့ရေဝေးတဲ့ရွှေကားလေးမှာအမေသားလေးဝေးမှမပြောနိုင်ပါတရေတချီမှာဝမ်းစာရေးကျူးစားနေတာအဖေချစ်တဲ့အမေသားလေးမှာပါအဖေရဲ့အမေရဲ့ညီလေးညီမလေးများနဲ့မိသားစုသမီးဝိုင်းလေးကိုမြေအောင်မိနေတာအနီးချမိသားတယောက်မှာစီမပြေတဲ့ဘဝကလေးမှာအလုပ်တွေကျူးစားရင်းနဲ့ရေဝေးတဲ့ရွှေကားလေးမှာအမေသားလေးဝေးမှမပြောနိုင်ပါလေရောက်ပြန်ရင်မှာအပေါင်းတင်တကယ်ချင်းများနဲ့ဒီရောလုံးလေးတတိယနေလူပါဒီနေ့တည်းရဲ့ကြီးမှာအပျော်ပြီးမေးလေဘဝကိုရောက်ခဲ့ရင်နဲ့အပင်မီကျေးဇူးပြန်ပြီးဆက်ဖို့ရဒီရွေချက်တွေနဲ့သာအဝီးကပဲလွမ်းလူနေသူပါမငယ်ပါနဲ့ဖိနဲ့အမေယာဘဝကိုအပြေရှာမိသားစုခက်ခဲများစွာချိန်တန်ရင်ပြည့်စုံရမှာအိုးသူဆိုမိသားတယောက်မှာအလုပ်တွေကျူးစားနေလို့ကျွန်တော်ရေမှန်းချက်ပြေးသွားတဲ့အချိန်မှာအဖေမေနဲ့ဆွေမျိုးရှိရာတနေ့ဝီမသားလေးပြန်လာမှာပြန်လာကိုစောင့်မျှော်နေတယ်ဖေဖေမိမိနဲ့ညီလေးညီမလေးတို့ရေမိသားစုဝမ်းစာရေးအတွက်တနေ့တစ်ချိန်မှာဘဝကိုယူသားစွာကြိုးစားနေရင်ကျွန်တော်ရဲ့ရည်မှန်းချက်တွေပြည့်ဝတဲ့တနေ့သားရဲ့အောင်မြင်မှုတွေရရှိတဲ့တနေ့မှာတော့မိသားစုရှိရာဝေးရမြေအမေရွာကလေးစီကိုသားအလိမ္မာတယောက်မနှင်းမြန်စွာနဲ့အပြည့်ပြန်လာခဲ့မှာပါသားသိချင်ရတဲ့မိမိယာနေတရတဲ့ချီမှာဝမ်းစာရေးကျူးစားနေတာအဖေချစ်တဲ့အမေသားလေးမှာပါအမေရဲ့ညီလေးညီမလေးများနဲ့မိသားစုသမီးဝိုင်းလေးကိုမြေအောင်မိနေတာအနီးချမိသားတယောက်မှာစင်မပြေတဲ့ဘဝကလေးမှာအလုပ်တွေကြိုးစားရင်းနဲ့ရေဝေးတဲ့ရွှေကားလေးမှာအမေသားလေးဝေးမှမပြောနိုင်ပါ
သားတစ်ယောက်မှာအလုပ်တွေကြိုးစားနေလို့ကျွန်တော်ရည်မှ